แกมิงกันละบ้าเอาสละใส่กว่าดีอากาเนี่ยขนาดเลยลาบิโรโน้โซเมอากาเลยอะเบอากามาวิวมาเตะเราบ้าบุษเบอากามาวิวมาเตะเด็ดใช่ไหมมาโมเลดีอากาเนี่ยขนาดเลยเบลาบิโรเปียวเปียแม่อาจจะสระโมสีเต้าทาลุนะนักข่าวยาสีเนี่ยลงยาสีนักข่าวหนาสีเต้าทาลุอาจารย์โมแน่ๆลาบิโรเปียวเปียแม่ดีไลโซด้วยลูกสินเชฟปีบ้ามาโมเนี่ยจ้าอย่างโมใครมาอากาเนี่ยไล่ลุยวิดีโอลูกค้ามาป่ะเนาะโมเลนได้ที่แบบว่าจะสมมติคุยได้กันไปนอกส่งยินดีผิดเนาะมาคุยได้กันไปนอกส่งยินดีมาอารมณ์งานทำมาผิดตีได้ด้วยจ้าแต่ว่าเราไม่ผิดดีป่ะเนาะจีจะต้องกันไปแต่ว่าไม่ผิดตีได้ด้วยจ้าโมดูว่าเนี่ยจ้าอย่างมาโมดูซาตุกันไปก็ซาเมซาตุสุดาอลูซินเดียอารมณ์เตียลูไปลูซินดีแบบก็อลูซินเดียเนาะดีแบบก็อลูซินป่ะเนาะอารมณ์เตียแทบไปไหมอารมณ์ตะทองแทบไปลูซินดีแบบก็อลูซินเลยอารมณ์ตะทองแทบไปไหมเนาะไอ้เราโมดูดีนอกส่งยามาโมดูอสงกงจูซาจิมาป่ะเนาะมาคุยได้กันไปมิวติงไต้ป่วยမျိုးတိမ်တိုက်ပွဲ6မျိုးကမြောက်ဒီအလုံး1000ကအခုနောက်ဆုံးရက်နေ့ရောက်ပြီလဲအလုံး9000မပြည့်သေးတဲ့အတွက်ကြောင့်မမိုးတို့ဒီညစတူကိုင်းပေးကစားမယ်နော်လာစင်လူစင်တွေမမိုးရဲ့အလူစင်တွေအမာခံတွေလူဟောင်းလူတိတ်နေနေညီပေးကြပေါ့နော်1000လူလို့စင်2000ရမယ်3000လူလို့စင်6000ရမယ်9000လူလို့စင်1000ရမယ်900လူလို့စင်1000ရမယ်100လူလို့စင်100ရမယ်အဲ့လိုမျိုးပါနော်အဲကြောင့်မို့တို့စူးစမ်းကြည့်မယ်ပြေလို့စင်ကောင်းတာပေါ့နော်မပြေလို့စင်လည်းအနည်းဆုံးမို့အလုံး9000တော့လိုချင်တယ်အခုဆိုရင်လောလောဆယ်ကတော့4000ကျော်နည်းနည်းပဲရသေးတာပေါ့နော်9000မပြည့်သေးဘူးနော်ဒီလိုက်ဆိုတော့မို့အကြာကြီးလိုက်မလွင့်ဘူးမမို့လာပြီးတော့အကြောင်းကြားတာပါနော်မမို့ရလာစင်လူစင်တို့ရေဒီည900လာလူလို့စင် PDF တွေ1000ရမယ်1000လူလို့စင် PDF တွေ1000ရမယ်1500ထည့်ပေးလို့စင် PDF တွေ3000ရမယ်စတူကန်စီပါတယ်နော်ခဏလေးရှယ်လိုက်မယ်အစနာဆိုင်ကွာဒီဝမ်တော့ share ပေးကြပါစတူကန်စီပါတယ်ဒါကတော့ဘယ်နံဘလောက်လူလဲဘယ်နံပါလူလဲမတတ်မှတ်ထားဘူး100လူလို့စင်100ရမယ်900လူလို့စင်1000ရမယ်1000လူလို့စင်2000ရမယ်2000လူလို့စင်4000ရမယ်နော်ဘယ်သူမှမတတ်မှတ်ထားဘူးအလူစင်တွေအများကြီးပေါ်လာပါစေညီပေးကြပါလုံးဝမပြောချင်ပါတယ်နော်ဒီဘက်ကအလူစင်က तू ကစောက်ကြည့်မယ်ပေါ့နော်အလူစင်တွေဘယ်လောက်ပါဝင်မလဲ तू ကမတတ်မှတ်ထားဘူး तू ကအဲ့လောက်ပဲတတ်မှတ်ထားတယ် तू မပြောဘူးနော် तू စောက်ကြည့်တယ်ပြည်သူလူထုတွေဒီမကွေးတိုင်းကမ်ပိန်းမှာဘယ်နှစ်ယောက်ပါဝင်မလဲပေါ့ဘာငွေပဲ2000ဘယ်2000ပါဝင်မလဲပေါ့ तू ကစောက်ကြည့်မယ်နော်အလူစင်တွေထက်တလောက်သူတို့ထည့်မယ်ဥမာမအေးက तू က1000ထည့်တယ်ကွာဒီဘက်ကလည်းစောက်ကြည့်တယ်မအေး1000ထည့်လို့ရှိရင်သူတို့လည်း1000ထည့်မယ်မကွေးတိုင်းအတွက်နော်ဥမာကိုကြီးက तू က900ထည့်လို့ရှိရင်ဒီဘက်ကလည်း900ထည့်မယ်ဥမာကိုချစ်က तू က9000ထည့်လို့ရှိရင်ဒီဘက်ကလည်း9000ထည့်မယ်ဘာလို့ဆိုမကွေးတိုင်းကမ်ပိန်းနောက်ဆောင်ရဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်တဝက်လည်းမရောက်သေးဘူးလေဒါသူတို့လည်းစိတ်မကောင်းသူတို့ကကူညီပေးနေတာပေါ့နော်PDF 9ဖွဲ့စစ်ရက် CBD ကမ်ပိန်း9000အလုံး9000တဝက်မပြည့်သေးတဲ့အတွက်ကြောင့်ပေါ့နော်အကြောင်းသူတို့ကစတူဖိတ်ခေါ်မယ်အဲကြောင့်ပဲသူပဲဝါမဆိုဒီည7နာရီခွဲကနေ9နာရီအထိပေါ့နော်အမြန်နီးနဲ့လာပေးကြပါလဆင်လူစင်စင်လဲတရက်နေ့ကနေ9ရက်နေ့အထိဒီမကွေးတိုင်းမြို့သိမ်းတိုက်ပွဲအတွက် PDF 9ဖွဲ့စာပါနော်PDF ပဲနှစ်ဖွဲ့ပါလဲဆိုတာမမိုးဒီဘက်မှာရေးထားလိုက်ပြီနော်မမိုး like ကောင်းစင်ကိုနှိပ်လိုက် PDF ဖွဲ့နာမည်ပါမယ်နော်မမိုးကိုအကောင့်မှာတင်ထားတဲ့စာအောက်မှာနှိပ်လိုက်သူတို့ရဲ့အဖွဲမိုးရေးထားတယ်နော်ခုနှစ်ဖွဲ့ကစလင်းပါတယ်6မြို့နယ်ပါတယ်ကန့်ကောပါတယ်မကွေးတိုင်းမကွေးခရိုင်အကလုံးပါတယ်နော်ပြီးတော့ MG1 အဖွဲတွေအကလုံးပဲစုပေါင်းခုနှစ်ဖွဲ့နော်ဒီညအလုံး100လူလို့စင်အလုံး200ရမယ်နော်အလုံး1000လူလို့စင်အလုံး2000ရမယ်အဲ့လိုမျိုးပုံစံပါနော်10လုံးလူကြည်အတောက်10လူလို့စင်အတောက်20ရမယ်အဲ့လိုမျိုးမမို့ခဏ share နေပါတယ် share ပြီးလို့စင်တော့မမို့ထွက်မယ်ဒီလိုမျိုး view မတက်တဲ့အကောင့်တွေကမမို့အကြာကြီးလွှင့်လို့စင် view ကလူတွေမမြင်တော့ဘူးခဏလေးလွှင့်လို့စင် तू ကနည်းနည်းပြေးတယ်နော်ခဏလေးလွှင့်လို့စင်သူတို့တွေက view တက်များတာပေါ့နော်လူမြင်များတယ်အဲ့လိုမျိုးအဲကြောင့်အရေးကြီးတဲ့အရာကိုဘယ်မှမို့ကြော်ညာပြီးတော့ည7နာရီခွဲ9နာရီကနေမှမိုးခိုင်မှာအကောက်နော်ကရင်အင်ကြီးအဖြူရောင်ဖို့တဲ့အကောက်မိုးခိုင်မှာအကောက်မှာပြန်ပြီးတော့လွှင့်ပြီးတော့ဒီမကွေးတိုင်းကမ်ပိန်းရဲ့နောက်ဆုံးရက်နေ့ကိုမှမိုးပြည့်ပါစေလို့ပဲဆုတောင်းတယ်မပြည့်ဘူးဆိုရင်လည်းအနည်းဆုံးအလုံး9000 PDF 9ဖွဲ့စာကိုတစ်ဖွဲ့အလုံး1000ကိုထောက်ပံ့ပေးချင်တာပေါ့နော်အခုကျတော့9ဖွဲ့အတွက်မှာ9000အလုံး9000မပြည့်သေးဘူးပြောမှဆိုတော့ပြန်ဝေပေးမယ်ဆိုရင်လည်းတစ်ဖွဲ့ဆိုရင်အလုံး1000မရဘူးကြီးရအတောက်1000မရဘူးနော်တစ်ဖွဲ့အတောက်1000မရတဲ့အတွက်ကြောင့်မို့ဒီညအလုံး1000တိတိမပြည့်လဲအလုံး9000ရပါစေလို့ပဲမမို့ဆုတောင်းတာပေါ့နော်
တရားမို့ချဲနေပါတယ်ချဲပြီးလို့စီမမို့လဲထွက်မယ်နော်တွေးတဲ့သူတွေလည်းပြန်တော့ချဲပေးကြပါဒီလိုက်ဆိုတော့မမို့စောက်ပြီးတော့ထိုင်ပြီးတော့စောက်ပြီးတော့အလူခံမဲမမို့လောက်ဘူးနော်မမို့ကြုံညာပြီးတော့တိုက်တုံတဲ့အနေနဲ့မမို့ကအမြန်နည်းနဲ့လွင့်မယ်အရေးကြီးတဲ့အရာကိုပြောပြမယ်ညကြမှာမမို့တညလုံးလုံးတော့မပြည့်မချင်းတော့မမို့လင်းတဲ့အထိညကြရင်ပေါ့နော်ည7နာရီခွဲလိုက်ဆိုကိုပြောတာပါည7နာရီခွဲ9နာရီလိုက်ဆိုကိုပြောတာပါအဲ့ဒီလိုက်ဆိုတော့စေးမယ်နော်လက်စင်လူစင်တွေအများကြီးပေါ်လာပါစေလူတစ်လူဟောင်းပေါ့နော်တချို့မှာ12လပိုင်းမှာအကျွေးတဲ့လူတွေက12လပိုင်းမှာတပြားမှလာပြီးတော့မယော်သေးဘူးပေါ့နော်ဘာငွေဆိုရင်9000 1000လောက်စီမယ်မမို့တို့ကတခြားနေရာမှာတော့ချေးပြီးတော့သူတို့စောက်ရင်းနဲ့မမို့ကအဲ့ဒီကျွေးတဲ့အမြဲတမ်းလူပေးတဲ့ညီမလေးတွေမပြောဘူးနော်တချို့မှဆိုရင်သူတို့တွေကလာလူတာအကျွေးပေးတဲ့ဟိုမှာလာကုန်သွားလို့စင်သူတို့တလားတစ်ခါလာပြီးတော့ဆင်ရမယ်လေဘလောက်ဆင်လို့ရပါတော့အဲ့ဒီ12လပိုင်းမှာဆိုရင်တယောက်စီတယ်လုံးဝလာမစင်ဘူးတပြားမှလည်းလာမယောဘူးအဲ့လိုမျိုးဖြစ်နေတယ်သူရဲ့ငွေဆိုရင်8000 9000လောက်စီပြီးပန်းငွေပေါ့နော်အဲကြောင့်မမို့တို့ကပတ်စံတွဲရတာလည်းခက်ခဲပြီးတော့ဒီဘက်မှာဆိုရင်စင်ရင်ထဲမှာဆိုရင်ဒီနေရာပြည့်ပြီးဒါမဲ့ငွေကအကျွေးအသက်ပဲဖြစ်နေတယ်နော်မြေပြင်မှာပို့တော့မယ်ဆိုရင်မမို့တို့ကသူများကိုလိုက်ပြီးတော့ချေးနေရတယ်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲကြောင့်ကိုကတော်လိုင်းရေးတကယ်လှုပ်လို့စင်ရင်ပေါ့နော်ကိုပြောတဲ့အတိုင်းကိုဂတိတီပါပေါ့နော်မမို့အားလုံးပြောတာမဟုတ်တော့တယောက်စီတယ်သူကိုသူသိမှာပါ12လပိုင်းတော့ဆိုရင်သူတပြားမှလာမယောပေါ့နော်ညတော့ကလည်းသူလာထည့်သေးတယ်12လပိုင်းမှာသူမယောပဲနဲ့ညတော့ကသူလာထည့်သေးတယ်အကျွေးနဲ့သူပြောတယ်ဒီနေ့သူလာယောမယ်တပြားမှဒီနေ့လည်းသူမပေါ်လာဘူးဖြစ်နေတယ်ဒီနေ့လည်းသူလာမယောဘူးနော်အဲကြောင့်မမို့ကဘယ်လိုလောက်ရမလဲမသိဘူးနောက်ဆိုရင်သူလာလို့စင်မမို့သူ့ရဲ့ပတ်စံကိုစင်ရင်မထည့်ပေးတော့ဘူးဘာကြောင့်လဲဆိုတော့ तू ပြောတဲ့အတိုင်း तू မလုပ်တစ်ခါတက်လေစ तू ကိန်း1000ဆိုရင် तू လာပြီးတော့ထည့်တယ်နော်ဒါပေမဲ့ तू များဒီဘက်ကအလူစင်က1000ထည့်ပြီး तू ကအကျွေးနဲ့ထည့်တယ်အဲ့ဒီ1000စ तू ကိန်းလဲ तू လုံးဝလာမယောဘူးအဲ့လိုမျိုးဖြစ်နေတယ်အားမွာလာစင်အလူစင်ဖြစ်ပေမဲ့လည်းအလူစင်ဟောင်းဖြစ်ပေမဲ့လည်းအဲ့လိုမျိုးဂတိမတီလို့စင်မမို့လဲစင်ရင်တင်လို့များတော့မို့တို့လည်းဒုက္ခရတာပေါ့နော်သူတို့မပေးတဲ့အချိန်မှာကိုယ့်ဘက်ကလိုက်ပြီးတော့ချေးပြီးတော့ဒီမြေပြင်ကိုပို့ပေးရတယ်လေဒီဘက်မှာစင်ရင်သွင်းပြီးဆိုရင်ဒီကမ်ပိန်းအတွက်9သိန်းပဲပြည့်10သိန်းပဲပြည့်စင်ရင်ထဲမှာပြည့်ပြီးကြုံကြပြီးအဲ့ကမ်ပိန်းကပြည့်သွားပြီးဆိုရင်ကျန်တဲ့အကျွေးအားလုံးမမိုးအကလုံးတောင်းယူရတာနော်နေတော့မယောလို့စင်မမိုးဘက်ကပြန်တော့ယောရတာပေါ့နော်လိုက်ပြီးတော့ချေးနေရတယ်အကျွေးကအဆက်မပြဖြစ်နေတယ်ပေါ့နော်မမိုးအားလုံးကိုပြောတာမဟုတ်နော်တချို့ကိုပြောတာတချို့တယောက်တည်းပဲစီမှာပါမပြောတော့ဘူးမမိုးကစိတ်တူလာပြီးစတော့မပြောတော့ဘူးပေါ့နော်12လပိုင်းတော့ဆို तू တက်ချက်တပြားမှ तू မလာဘူး तू ပျောက်သွားတာပဲပြီးတော့လာထဲတယ်ဆိုရင်လည်းအကျွေးနဲ့ပဲဆက်ထဲတယ်နော်ပြီးတော့ယောက်ျားလေးတယောက်စီတယ်ယောက်ျားလေးတယောက်စီတယ်မိန်းကလေးတယောက်စီတယ်အဲ့ဒီယောက်ျားလေးလည်းအကျွေး1000ကျော်စီတယ်အေးလာလူလို့စီမမို့900ထက်ပေးအကျွေး1000ထက်ပေးနောက်ပြီးတော့ပျောက်သွားတာပဲတလ2လလုံးဝလာမစဘူးအဲ့လိုမျိုးပေါ့နော်ပေါ်လာလို့စရင်အကျွေးနဲ့လာလူတယ်အဲ့ဒါဘာသဘောလဲဟုတ်လားကိုအကျွေးဟောင်းလည်းမလျော်ဘူးပေါ်လာတဲ့အချိန်လည်းအကျွေးနဲ့ထားပြီးတော့လာလူတယ်အဲ့လိုမျိုးကျွန်မမို့တို့စရင်မသွင်းပေးတော့ဘူးနောက်ဆိုရင်နော်တလားဆိုရင်1000လာပြီးတော့အကျွေးနဲ့လူတယ်ပြီးတော့နောက်တစ်ခါပြန်လာလူလဲအကျွေးနဲ့လူတယ်အဟောင်းကြတော့မစင်ပေးဘူးပေါ့နော်အဲ့ဒါမမိုးတို့ကတော်လိုင်းရေးလောက်တာကစားပြီးတော့လောက်တာမဟုတ်ဘူးပျော်ပြီးတော့လောက်တာမဟုတ်ဘူးနေတို့ဘက်ကလူနေတို့တွေကစရင်ထက်ခိုင်းပြီးဆိုရင်စရင်သွင်းပြီးဆိုရင်အဲ့ဒီငွေကအဲ့ဒီကမ်ပိန်းဒီတိုင်းအတွက်ဒီအဖွဲအတွက်ဆိုရင်နေတို့စရင်သွင်းပြီးဆိုရင်မြေပြေကအဖွဲရအော်ငါတို့ကမ်ပိန်းကပြည့်ပြီးဆိုရင်မမိုးတို့ကနေတို့မပေးတဲ့ငွေကိုမမိုးတို့ကတခြားနေရာမှာသွားချေးပြီးတော့ပို့ပေးရတာအဲ့တော့ပြန်မရောလို့စင်မမိုးဘက်ကတာဝန်ကလုံးယူရတယ်နော်အဲ့ဒါယောက်ျားလေးတယောက်စီတယ်အဲ့ဒါလည်းမကွေးတိုင်းအတွက်အဲ့ဒီယောက်ျားလေးကသူလာလို့စင်မကွေးတိုင်းအတွက်သူထက်တယ်မကွေးတိုင်းအတွက်သူထက်တယ်သူကြွေးတက်တာ2ခါ3ခါအဲ့ဒီမကွေးတိုင်းနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီးသွားတဲ့လောကအခုထိပဲသူမပေါ်လာတော့ဘူးအဲ့ဒီယောက်ျားလေးကကျန်တဲ့ main ကလေးတယောက်ကြတော့တလားဆိုရင်ထက်ခိုင်းတယ်သူလာထက်တဲ့အချိန်မှာသူနာမည်တရားနဲ့မကောက်သူတီးတဲ့သူရဲ့လူနာမည်ပါသူထက်အကျွေးနဲ့ပြီးတော့ပြီးတော့တလားအတွင်းထဲမှာလည်းအကျွေးလာမစားနောက်လာလည်းအကျွေးမစားညတော့သူပေါ်လာတယ်နောက်ထ100သူအကျွေးနဲ့ပြန်တော့ထဲတယ်ပေါ့နော်ဒါဆိုမှဦးကျော်သူကိုညတော့မဲဆယ်ပို့တယ်ဦးလေးကြီးဒီလူရဲ့နာမည်ကိုစင်းမသွင်းနဲ့တော့12လပိုင်းတော့လည်းသူတပြားမှလာမရောဘူးပေါ့နော်ပြီးသွားတယ်လအပေါင်းများစွာပဲသူလူတာသူစင်းရင်ထက်ခဏတလားဆိုရင်2000ကျော်လောက်စီးမယ်ဒါမဲ့တလားသူပြန်ရော်တဲ့အချိန်မှာအရင်တော့သူပြန်ရော်တဲ့အချိန်မှာလည်း2000မရှိဘူးပေါ့နော်သူရဲ့အကျွေးရအဟောင်းဒီလိုမြတ်ထပြီးတော့မှမိုးတို့ကအကလုံးတောင်းယူရတယ်အသေးဆိုရင်လည်းသူများစားသူကင်ဖိတ်ခေါ်လို့စရင်သူပါတယ်ပြီးတော့သူကအဲ့ဒီငွေကိုလည်းသူချက်ချင်းမရောဘူးမနေ့ဖန်သူရောမယ်သူပြောလဲမနေ့ဖန်လည်းသူမလာဘူးအဲ့လိုမျိုးဖြစ်တယ်နော်အခါများလာတော့မမိုးတို့လည်းပြောရမှာပဲလေနော်မမိုးတို့ကိ
င်းတွေပေးကစားတာစတူကင်းတွေဒီကင်းတွေပေးကစားတာဟိုလောင်းကစားမဟုတ်ဘူးနော်ခွေးတွေတေဖို့အတွက်မြေပြင်မှာအသက်နဲ့ရင်းပြီးတော့စစ်တိုင်နေရတဲ့လူတွေအတွက်ဒီကြည်ဖို့တွေအရေးပေါ်တဲ့အတွက်ကြောင့်ဒီစတူကင်းတွေဒီမှာတူကင်းဆိုတာစီလာတာနော်ဒါတော်လန်ရေးပါလောင်းကစားမဟုတ်ဘူးညီတို့ဟိုကျွေးပြီးတော့နောက်တလနလဒီမျိုးပဲထားတယ်ပြန်မရော်ပေးဘူးနော်တချို့မမိုးရအလူစင်နေညီမလေးတွေကြတော့သူတို့တွေကအေးမမိုးရေဒီလာကြတော့ရော်ပေးလိုက်ပြီနော်ဒါပေမဲ့တဝက်ပဲနိုင်တယ်နောက်တဝက်ကြတော့နောက်လာအတွဲဆိုရင်စကားပြောလို့ရတယ်ပြဿနာမရှိဘူးအဲ့ဒီလွယ်တချို့မှဆိုရင်တလားလုံးမှာတပြားမှလာမရော်ဘူးဒါပေမဲ့အသေးထားပြီးတော့အကျွေးနဲ့အသေးထားပြီးတော့လာလူပေးတယ်ပြီးတော့တဲ့လာတော့တပြားမှမရော်သလိုဒီလာပြန်လာလဲလာလူတယ်ဒါပေမဲ့တပြားမှမထည့်ဘူးတခြားနေရာဆိုရင်သူတို့မျက်နှာတွေလောက်တယ်တခြားနေရာတွေဆိုရင်သူတို့ပတ်စံတွေပို့တယ်နော်တခြား PDF တွေဆိုရင်သူတို့ချက်ချင်းပို့တယ်မမိုးစီမာဆိုရင်အကျွေးနဲ့လာလူပြီးတော့မမိုးပြန်တော့မရော်ဘူးဟမ်မမိုးဘက်ကလည်းငါရဲ့ကိုပန်ငွေနဲ့တော့မှငါအကျွေးတွေငါစိုက်ရတယ်ငါစင်းမာတဲ့အချိန်ကအကလုံးတောင်းဝင်ယူတာငါပဲတီတူလူထုငွေမှငါယူပြီးတော့ပြန်ရော်တာငါမလုပ်ဘူးနော်အဲကြောင့်ဘက်ကံပိတ်မဆိုပြစ်ပြီးဆိုတာမမိုးတို့ထောက်ဖို့တွေကတောင်းဝင်ယူရတယ်တိတိကျကျနဲ့ပို့ပေးရတယ်အဲကြောင့်အကျွေးဆိုတာကိုပြောတဲ့အတိုင်းလဲလာရော်ပါဟုတ်လားတလားလုံးကိုတစ်ခါတည်းရော်လို့မနိုင်လဲကိုစကားပြောလို့ရတယ်အခုကတလားလုံးလဲစကားလာမပြောရော်လို့နိုင်မနိုင်ဒီမျိုးပဲပြောက်သွားတယ်တလားလုံးနကြထဲမယ်ဆိုရင်ထဲလေးဘန်နဘာတော့တိ6 5နှစ်9 3 3 3 4ထိုက်ပါနေဘန်ထဲလို့ရတယ်တကြလားနေပါခွေးသေးဖို့အတွက်နော်တပြားပဲတက်နော်နကြ10ရောက်ဆိုရင်20အယောက်100ဆိုရင်နေပါခွေးတွေသေးပြီ4 5ကောင်โอเคနော်နေပါသေးဖို့အတွက်ဆိုရင်တကြလားတပြားလား9မူလားငါတို့ကလုံးလက်ခံတယ်အဲ့ဒါသိဖို့နွားရဲ့လာပြီးတော့မဆောင်ပြနဲ့ခွေးသေးဖို့အတွဲဆိုရင်လေတကြပဲလူ10ကြပဲလူငါမူပဲလူငါတို့ကလုံးလက်ခံတာခွေးသေးဖို့အတွက်နော်ခွေးဆိုတာရောက်มาတဲ့ခွေးတွေပြောတာပါနော်မရောက်มาတဲ့ခွေးဆိုရင်မတတ်ဘူးရောက်มาတဲ့ခွေးတွေတလိမ့်ဆန်တဲ့ဆိုတဲ့ခွေးတွေဆိုရင်လေတကြပဲရနကြပဲရထက်နော်ကလုံးလက်ခံတဲ့ပြည်သူလူထုက54တန်းရှိတယ်တယောက်တကြထက်ကြည့်လိုက်လေညညနဲ့54တန်းဆိုရင်ပတ်ငွေ54တန်းရပြီဟုတ်လားကြငွေဆိုရင်လဲနကြဆိုရင်လဲ54တန်းဆိုရင်ကြငွေ54တန်းရပြီလေကဲမမွားနော်ချဲလို့ပြီးဆိုတော့မမိုးလိုင်းထွက်မယ်နော်ဘာလို့ဆိုတော့မွေးအကောက်တွေက view မတက်တဲ့အတွက်ကြောင့် view မတက်လို့ရှိရင်မမိုးခဏလေးပဲလွှင့်မယ်ခဏလေးလွှင့်လို့ရှိရင် view ကပို့ပြီးတော့များမှာပေါ့နော်တော်လေးဆိုရင် view ကလူပို့ပြီးတော့တွေ့တာများတယ်အကြာကြီး3နိုင်4နိုင်5နိုင်ဆိုရင် view ကမတက်တော့ဘူးအဲကြောင့်မမိုးကအကြာကြီးလွှင့်မယ်ဆိုရင်ည7နိုင်ခွဲ9နိုင်မှနော်ည7နိုင်ခွဲ9နိုင်မှမမိုးကအကြာကြီးပဲလွှင့်မယ်နော်အဲကြောင့်ညကြရင်နည်းနည်းညီပေးကြပါစတူကန်စီပါတယ်900လူလို့ရှိရင်1000 900ပါလူလို့ရှိရင်1000ပါရမယ်မြန်မာငွေ3သိန်းကျလူလို့ရှိရင်2သိန်းရမယ်မြန်မာငွေ10သိန်းကျလူလို့ရှိရင်အသိန်း20ရမယ်စတူစီပါတယ်စင်ဘာကြောင့်လဲဆိုတော့ဒီနေ့အလူစင်တူကမမို့လာတော့ဆက်သွယ်တယ်မကွေးတိုင်းကမ်ပိန်းကနောက်ဆောင်ရက်နေ့သူမေးတယ်မကွေးတိုင်းကမ်ပိန်းကဘလောက်လဲမမို့ပြောတယ်ကြီး1000ကမ်ပိန်းကဘောနော်အခုဘယ်လောက်ရပြီလဲမမို့ပြောတယ်90ရာခိုင်နှုန်းမပြည့်သေးဘူးတဝက်လည်းမရသေးဘူးနော်တဝက်မရတော့အဲ့ဒါပြည့်အောင်ဘယ်လိုလုပ်မလဲဆိုတော့ तू ကစတူကန်းကိုမမိုးရဲ့အလူစင်ကို तू ဖိတ်ခေါ်ခိုင်းတယ်ဒါပေမဲ့ तू မတတ်မှထားဘူးနော် तू ဘယ်လောက်နိုင်လဲဆိုတာ तू ကြည့်မယ်အလူစင်တွေဘယ်လောက်ပါဝင်မလဲဆိုတာဒါပေမဲ့ပါဝင်တဲ့အလူစင်က9000ပဲတစ်ထက်9000ထည့်တဲ့လူဆိုရင် तू လည်း9000ထည့်မယ်2000ထည့်တဲ့လူစီလို့ရှိရင် तू လည်း2000ထည့်မယ်အဲ့လိုမျိုး तू စောက်ကြည့်မယ်နော်အဲ့လိုပါအဲကြောင့်ကိုညီမတော့ချဲပေးကြပါနော်ဟုတ်တယ်ညကြရင်လည်းညီပေးကြပါနော်ဒါတော့မိုးလာပြီးတော့နိုးဆိုတာပဲနော်မိုးထွက်တော့မယ်နော်မမိုးလည်းစေးတောက်ထားတယ်နော်မမိုးနှာခေါင်းကရောင်နေတယ်နောက်ပြီးတော့နှာခါမဟုတ်ဘူးနှာခေါင်းကနာစီးပြီးတော့ရားတယ်မျက်လုံးလည်းရားတယ်နော်မမိုးတို့ဩစတြေးလျနိုင်ငံကလေတမျိုးကြီးပဲပြီးတော့ဘယ်လိုခေါ်မလဲအမှန်တကယ်ဆိုရင်ဒီချိန်မှာနွေရသည်ဖြစ်တယ်နွေရသည်ဖြစ်တဲ့အချိန်မှာ तू ကစောင်းရသည်လိုမျိုးဖြစ်သွားတယ်အရန်အေးတာပေါ့နော် तू ကအေးလိုက်ပူလိုက်တဲ့အချိန်မှာလူတွေကမိုးလေဝါသကိုဖဲနေတာပေါ့နော်မိုးလေဝါသကိုမားနေတာဘယ်လိုခေါ်မတက်တဲ့အချိန်မှာအသားရည်တွေရမယ်မျက်စိတွေရမယ်နှာခေါင်းတွေရမယ်ဒီဘက်မှာဆိုရင်ဒီမှာဆိုရင်အရန်မျက်ယိုးလာမသိမျက်ယိုးနဲ့ဒီနှာခေါင်းကြားမှာဆိုရင် तू အရန်ကြိုက်မယ်ပြီးတော့လည်းရောင်လာမှာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဆေးတောက်ပေးရတယ်တနေ့တစ်လုံးဆေးရတော်တော်ပြင်းတယ်အဲကြောင့်မိုးတောက်ပြီးမှမိုးနည်းနည်းအိတ်လိုက်မယ်ပြီးတော့ည7နာရီခွဲပြန်လာမယ်โอเคနော်ဒီညပြည့်ပါစေမပြည့်ဘူးဆိုရင်လည်းအနည်းဆုံးအလုံး9000ရပါစေ9ဖွဲ့စာကိုတစ်ဖွဲ့1000တိတိမမိုးကူညီပေးခြင်းတယ်အနည်းဆုံးပေါ့နော်
မမိုးစုတောင်းတာပြေးလို့စင်တော့1000ရပါစီပေါ့တစ်ဖွဲ့ဆိုရင်တော့အလုံး1400ကျော်ရမယ်9ဖွဲ့စာပေါ့နော်မကွေးတိုင်းโอเคနော်အဲ့လောက်ပဲနော်အားလုံးဘိုင်ဘိုင်အမှုထွက်တော့မယ်